နောက်မှလည်းဒီမျိုးဒီတိုင်မဲ့တယ် ဒီတိုင် အားကြောင့်ဒီကကလေးတွေရောပေါ်တာပေါ့တောင်းအောင်မို့လိုက်ပြီးတဲ့လူကိုပရိသတ်ဝင်ကြုံတယ် ဒါဒီတိုင်တော့မထားခဲ့နဲ့ပြောခေါ်တာပေါ့ မကြိုက်ဘူးလို့ ဇုံရောက်မှဇုံဘလို့လို့ခေါ်တာပေါ့ဒီမှာတော့မထားခဲ့နဲ့ဘယ်သူမှမထားခဲ့မခိုက်ဘူးကျွန်တော်တို့ကသူတို့ကိုကြောက်နေရတယ်စစ်တာမကြောက်ဘူးသူတို့ကြောက်တာကျွန်တော်ကောင်းကောင်းမရရကြားပြီအချင်းပြတနတ်ထဖောက်လိုက်မိုင်းခွဲလိုက်နဲ့ထလုပ်တယ်ကောင်မရဘူးအကုန်လုံးတော့မပါကိုမင်းကိုချင်းလို့ဖြစ်နေ အကုန်လုံးကခေါ်သွားခေါ်လာပါဇုံမဘလို့နေနေအဲဇုံရောက်မှလာရှင်ကျွန်တော်တို့ဒီမှာတော့မထားခဲ့နဲ့တော့ဘလို့ကနေလဲကျွန်တော်တို့ကဒီမှာတော့မခိုက်ဘူးဆရာတော်ကဒီလိုအဖွဲ့လိုက်ကြည့်ရောက်လာပြီးမှဒီလိုထားပြီးခဲ့ရင်ကျွန်တော်တို့ကပိုးဆိုမှာပေါ့ဒီကောင်းလေးလားတော့ငါတို့ဘာမှမတိုးရဲမထီရဲဘူးဒီကောင်းလေးဘာကောင်းလေးဆိုပြန်ကြံအောင်ပါပဲ3နာရီနေတဲ့သူပဲဒီအားလုံးဘူးမှတညာလုံးအဲ့ရတယ်ဘူးရောက်ပါမယ်အခုချိန်ကြီးတော့ဘယ်ရှင်သားလုံးမလုံးနဲ့စဉ်းစားနေရတာကြောက်နေရတာ PDF သုံးဖို့နေပြီမှာ PDF ကိုကြောက်နေရတယ်ဆိုတော့ချက်စီရအောင်ကောင်းတယ်တကယ်လည်းလုံးဒီ PDF ကိုပဲလိုက်ကြောက်နေရပြည်သူတွေညာရင်တော့ထိတ်တုံးခါတယ်သူတို့ကမူယူတော့စားဆန်းနေကြတော့ဘဲကောင်းမှဘာမှမလိုရဲဘူးဇုံဆိုတဲ့ဟာမှာဒီလောက်ကြီးပြောပါဘူးလေးကြီးတယ်ဟုတ်တယ်အခုပြောလို့ကတော့ဆရာတို့ကျွန်တော်တို့ပြည်သူတွေကိုငဲ့ကြည့်အောင်ကျွန်တော်တို့ကဘလို့မှကိုမနေရတာချောင်းတိန်နေတာအခုယောက်ျားလေးနဲနေတာကြည့်ယောက်ျားလေးတော်တော်များများအကုန်ပြည့်ရတာဘူးမှမနေရဘူးများခဲ့ပြီလေအဲ့ဒါကြောင့်ခန်းထားတာလည်းတွက်ကြည့်အောင်ကျွန်တော်တို့ပြည်သူတွေရဲ့မျက်နှာကိုငဲ့သွားပါအောင်ဟိုကအ ਨੇ သူပါကျွန်တော်တို့ကအများစုပါကျွန်တော်တို့ပြည်သူကဘာမှလက်နဲ့လည်းကြီးမပြောနဲ့ရမ်းပုံတော့ပြည်သူတို့မှじゃပေါပေါက်နေကြတယ်ပြည်သူကဘာမှလုပ်လို့မရဘူးအမှန်တော့ဟိုအဖြစ်နေတယ်လို့ဖြစ်တာဆက်တော့အဲ့လိုဖြစ်နေတာမို့ကြောင့်ပြန်ပြီးဆက်ပြီးတော့ပြန်ရအောင်ညနေညပြီးတော့ကျွန်တော်တို့ပြန်လာတော့အားပါတယ်နော်ကျွန်တော်ပြန်ပြီးတော့ဒါပြန်လိုက်မယ်အခုပဲလေနောက်နဲ့ဆက်ပြီးရှိတယ်နော်အဲ့တော့ကတော့ဒီကဒီလိုကြီးခဏအတန်ကြီးပြန်ကြနေအောင်နော်အဲ့တော့ဘုံကြုံမှုကြီးဆိုပြီးပြောလို့ရွာနဲ့ဟုတ်အဖုံးနဲ့အခု